အားလုံးမင်္ဂလာပါလို့ကျွန်တော်ဒီမှာ share ဖို့ပေးနေဒီမှာ share YouTube channel နဲ့ပဲကြိုဆိုပါရလို့ကျွန်တော်အခုကမြောက်ပေးနေတဲ့အကြောင်းလည်းဗာလဲဆိုတော့စမတ်ကိုအကြောင်းလေးကိုကျွန်တော်မြောက်ပေးကြပါရလို့ဒါလူတော်များများတီးပြီးသားဖြစ်ပါရဲ့ဒါပေမဲ့မတီးသေးတဲ့လူတွေကျွန်တော်မြောက်ပေးကြပါရလို့ကျွန်တော်အဲ့ဆိုတာကျွန်တော် specific ကျွန်တော်တီးကြရမယ်လို့ကိုချမ်းသာခြင်းနဲ့ချမ်းသာခြင်းနဲ့ကိုတီးကြရရှိရမယ်လို့3000လား3000လားဆိုတော့ကျွန်တော်တီးကြတီးရပါမယ်လို့ကျွန်တော်အမ်ကျွန်တော်မေရှာရေးပဲတိုင်းတာနဲ့မရှိရပါမယ်တိုင်းတာနဲ့မရှိရမယ်ဆိုကိုခုမှတစ်လ9သိန်းလောက်ရပြီးတော့နောက်တစ်နေ့နေလို့ရှိရင်ကျွန်တော်3500လောက်ချမ်းသာခြင်းနဲ့ဆိုတော့ကျွန်တော်ဒါတိုင်းတာလို့မရပါဘူးအဲကြောင့်မေရှာရေးပဲတိုင်းတာမှုရှိရပါမယ်အေးရကြတော့ကျွန်တော်အချီပဲတောင်းနိုင်တော့ရှိရပါမယ်မကိုခုမှတစ်လ9သိန်းလောက်ဝယ်ပြီးတော့နောက်တစ်နေ့နေလို့ရှိရင်ကျွန်တော်2000လောက်ချမ်းသာခြင်းနဲ့ဆိုတော့ကျွန်တော်ဒါရောက်နိုင်တော့မရှိပါဘူးအဲကြောင့်အချီပဲရောက်နိုင်တော့ရှိရပါမယ်အားကြောင့်ကျွန်တော် realistic လက်တွေ့ကြပါမယ်လက်တွေ့ကြမယ်ဆိုတော့ခုမှတစ်လ10သိန်းလောက်ရရဲပဲထားပါအောင်နောက်တစ်နေ့နေလို့ရှိရင်ကျွန်တော်ကသိ3000လောက်ကျွန်တော်ချမ်းသာရမယ်ဆိုတာဒါလက်တွေ့မကြပါဘူးမကူကတစ်လ9သိန်းလောက်ရလို့ရှိရင်နောက်တစ်နေ့နေလို့ရှိရင်ကျွန်တော်တစ်လကိုကျွန်တော်ဝင်ငွေက15သိန်းဖြစ်အဲ့လို15သိန်းဖြစ်30ဖြစ်အဲ့လိုလာတာတိုးလာမယ်ဆိုဝင်ငွေတိုးလာမယ်ဆိုတာဒါကျွန်တော်လက်တွေ့ကြပါရဲ့အဲ့လိုအားကြောင့် realistic လက်တွေ့ကြပါမယ်လို့တီးရကြောင့်ကျွန်တော်တိုင်းပေါင်းအချိန်ကတ်သက်မှုရှိရပါမယ်လို့မကွာချမ်းသာခြင်းနဲ့ကျွန်တော်မတိမချင်းတော့လုပ်လို့မရဘူးမကွာ3000ချမ်းသာခြင်းနဲ့9နှစ်လား6နှစ်တွင်လားအဲ့လို9နှစ်တွင်လားပေါ့3000ချမ်းသာခြင်းနဲ့6နှစ်အတွင်လား9နှစ်အတွင်လားကျွန်တော်အဲ့လိုတိုင်းပေါင်းပေါ့အချိန်ကတ်သက်မှုရှိရပါမယ်လို့ကျွန်တော်ခုမြောက်ပေးတဲ့smart go အကြောင်းလေးအမေဆိုအတွက်အကျိုးရှိမှလည်းကျွန်တော်ယုံကြည်ပါတယ်